ကဲအားလုံးပဲမင်္ဂလာပါနော်နှင်းမွေးရဲ့ YouTube channel လေးကနေပြီးတော့ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကိုနေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်နော်နှင်းမွေး channel လေးကိုစများပေးနေကြတဲ့မိသားစုဝင်တဦးတစ်ယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံလို့စိတ်သွားရင်ကိုယ်ပါကြပါစေနေ့ရက်တိုင်းမှာမင်္ဂလာရှိတဲ့နေ့လေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုကိုယ့်ရဲ့ကိုယ်ရမတွေအမြဲတစေပိုင်ဆိုင်နိုင်ပါစေလို့ပထမဦးစွာအနေနဲ့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်နော်နှင်းမွေး channel လေးကကောက်တယ်လေးဖြစ်လို့ channel လေးကို subscribe မနေရသေးတဲ့ကိုယ်ရမတွေရှိခဲ့မှာဆိုလို့ရှိရင် channel လေး subscribe လေးတယောက်တစ်ချက်စီနှိပ်ပြီးမှကြည့်ပေးပါ like လက်မလေးတယောက်တစ်ချက်နှိပ်ပေးဖြစ်လေအားလုံးပဲဝင်ရပေးပါနော်ကဲအားလုံးပဲဝင်လာခဲ့ပေးမယ်နော်ဝင်လာပြီဆိုရင်တူရီနဲ့တက်ဆိုင်တဲ့နေရာလေးတွေမှာရှယ်မုံရှားလေးနဲ့ရှင်းပေးပါမြတ်ဝလို့ရတဲ့နေရာလေးတွေမှာအများမြင့်အများရအများပေါအောင်လို့မြတ်ဝပေးပါလို့နှမဘက်ကတောင်းဆိုပါတယ်နော်ကဲအားလုံးပဲဝင်လာခဲ့ပေးမယ်ရှင့်နောက်တစ်ခုကဒီဗီဒီယိုဖိုင်လေးရတာနှမရဲ့ကိုယ်ရမတွေအားလုံးကိုနော်အကျိုးရှိစေဖို့လာရောက်နှံ့တင်ပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးကဗီဒီယိုဖိုင်လေးကိုမရစ်မကြော်ပဲအစားဆုံးလေးကြည့်ပေးပါလို့ပြောချင်ပါတယ်နော်အစားဆုံးကြည့်ပေးလို့လည်းကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးပဲအကျိုးရှိလိမ့်မယ်လို့နှမွေးထင်တယ်နော်ဒီအတွက်ကြောင့်မလို့ပတ်မကြည့်တဲ့မိသားစုဝင်တွေကဗီဒီယိုဖိုင်လေးကိုအစားဆုံးလေးကြည့်ပေးပါကိုယ့်ရဲ့ကိုယ်ရမတွေအားလုံးပဲနော်နောက်ပိုင်းနေမှာနှမွေးlike လေးတွေမလွှင့်ပြတော့ဘူးဘာလို့ဆို channel လေးတွေမှာပြဿနာလေးတွေအနေငယ်ရှိ like လို့ရှိရင် channel တွေကလုံးဝဘန်းတာကြီးတအားများနေတဲ့အတွက်ကြောင့်မလို့အခုနောက်ပိုင်းမှာဗီဒီယိုလေးနဲ့ပဲတောက်လျှောက်ကလေးတွေကဏန်းလေးတွေလွှင့်ပြီးသွားမယ်နော်ဒီအတွက်ကြောင့်မလို့ like မရှိတော့လို့ရှိရင်ဗီဒီယိုရှိမယ်ဒီအတွက်ကြောင့်မလို့ channel တွေမှာကြည့်ပါတကယ်တော့ okay like မတွေ့ခဲ့ဘူးဆိုလို့ရှိရင်ဗီဒီယိုရှိမယ်တခါတည်းပြောတာနော်အခုနောက်ပိုင်း channel တွေကလုံးဝတောက်လျှောက်တွေကိုဘန်းနေရအဲ့အတွက်ကြောင့်မလို့ဗီဒီယိုပဲတောက်လျှောက်လေးတင်ပေးပါမယ်နော်ဗီဒီယိုလေးတွေပဲကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးပဲဗီဒီယိုလေးတွေပဲကြည့်ပေးပါလို့ပြောချင်ပါတယ်ရှင့်ကဲအားလုံးပဲနော်ဒီညနေဆိုလို့ရှိရင်တော့ဒါနဲ့မင်းတို့ကီးအဲ့မပြောရနော်ကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးပဲကီးဒီခွေချင်းခွေမခွေချင်းတလုံးကြီးကပ်ပြီးကစားအဲ့လိုကပ်ပြီးကစားတဲ့မိသားစုဝင်တွေကတော့ရမှာပဲနော်ကီးက3ညတလုံးဒီညနေညိတယ်ကဲအားလုံးပဲဒီ like ဒီ sorry ဒီဗီဒီယိုဖိုင်လေးဒီဒါနဲ့မင်းတို့မနေ့ပြန်6ရက်5လ2026ဗုဒ္ဓဟူးနေ့မနက်12:10မိနစ်စီတော့ကိုလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်မိသားစုဝင်တွေဘက်ကအပန်းမကျူးဆိုလို့ရှိရင်လက်မလေးတွေတယောက်တစ်ချက်စီနှိပ်ပြီးအားပေးပါနော်အားပေးမှုဒီလည်း like လက်မနဲ့အများကြီးဆိုင်တယ်နော်မှန်တကယ်ကိုအားပေးတဲ့မိသားစုဝင်တွေကလက်မလေးတွေတယောက်တစ်ချက်စီနှိပ်ပြီးအားပေးပါ channel subscribe မနေရသေးတဲ့မိသားစုဝင်တွေရှိပဲဆိုလဲ channel လေးကို subscribe လေးတယောက်တစ်ချက်စီနှိပ်ပြီးမှကြည့်ပေးနော်ကဲအားလုံးပဲပတ်သီးလေးရင်စပြောပါမယ်ဒါဒီနမတို့ဗုဒ္ဓဟူးနေ့မနက်12:10မိနစ်စီအတွက်ကိုဒါနေတိုက်ကိုရင်းမကြီးအတွက်ကိုလာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်နော်။ဒါအားလုံးပဲပတ်တိနေနဲ့ဆိုလို့ချင်းတို့6ရက်5လ2026ဗုဒ္ဓဟူးနေ့မနက်12:10မိနစ်စီတော့ကိုနော်ဒါနဲ့ကြိုက်ဆုံးပတ်တိဒီ3ညပတ်တိ5ပတ်တိနော်3ညပတ်တိ5ပတ်တိပါကြိုက်နဲ့တက်တဲ့မိသားစုဝင်တွေကြိုက်တူမယ်ဆိုယူစားပါယူသုံးပါနော်ဒါနဲ့ကတော့3ညပတ်တိ5ပတ်တိဒီဒါနဲ့တို့မနေ့ပြန်12:10မိနစ်စီမှာလုံးဝအလွန်အားကောင်းတော့ပတ်တိလေး2လုံးနော်ဒါပတ်တိကိုကြိုက်နဲ့တက်တဲ့မိသားစုဝင်တွေကပတ်တိကိုတတိတန်လိုက်ပြီးပတ်လို့ရတယ်ဆိုတော့အကြောင်းလေးထည့်ပြောပေးတာနော်နောက်တစ်ခုကကီးရတာကကိုမိသားစုဝင်တွေအားလုံးလည်းသိရတိုင်းကီးဒီနှမဒီလေးလုံးပေးတယ်ခွေချင်းတဲ့မိသားစုမှာခွေမခွေချင်းမခွေနဲ့ဒါနဲ့မလို့ဒီအခုလာတယ်ပေါ့နော်ဒီနေ့နေကုန်ဆိုလို့ရှိရင်တော့တလုံးညီစင်ဆင်းတာပဲရှိရဲခွေပြီးပေါက်ခွေရတော့မကြခဲ့သေးဘူးဒီတော့ကြောင့်မလို့ကိုကခွေချင်းနေဆိုရင်တော့ခွေအကယ်၍မခွေချင်းဆိုလေးလုံးတလုံးညီလိုက်ကပ်ပြီးတော့ကစားမယ်ဒါခဏပြောရင်တော့ကိုခွေချင်းမခွေနော်မခွေချင်းမခွေနဲ့လေးလုံးကိုတလုံးညီလိုက်ကပ်ပြီးကစားမယ်ကဲကီးလေးလုံးပြောပါမယ်ကီးလေးလုံးဒီ3 8ခွန်နှစ်လေးလုံးထုတ်တယ်ဒီကီးလေးလုံးဒီဒါနဲ့မှပုံမှန်ထုတ်နေကြကီးလေးလေးလုံးပဲနော်3 8ခွန်နှစ်လေးလုံးထုတ်ပါတယ်ဒီကီးဒီကိုမှ1ချိန်ဥပမာပတ်တီးရှိမယ်ဆိုဒီကီးလေးလုံးကလိုက်ကတ်မယ်နောက်တစ်ခုကဘာလဲဆိုတော့နှမရဲ့ပတ်တီးနဲ့နှမရဲ့ကီးနဲ့ကတ်မယ်ဆိုလဲကတ်ကစားလို့ရတယ်ဒါမျိုးလေးတွေကစားလို့ရတယ်ဆိုတော့ကျွန်တော်တစ်ခါတည်းပြောလိုက်တာနော်ခွေချင်းနဲ့မိသားစုဝင်တွေပြီးပေါက်ခွေချင်းတစ်ပတ်ဆိုခွေနော်မခွေချင်းဘူးဆိုလို့ရှိရင်လေးလုံးတစ်လုံးအညီလိုက်ကတ်ပြီးကစားမယ်ကဲအားလုံးပဲရွေးကွက်လေးတွေခေါ်ပါမယ်ရွေးကွက်ဒီအများကြီးမထုတ်ပါဘူးကိုယ့်ရဲ့မိသားစုဝင်တွေအားလုံးပဲနော်အများကြီးမထုတ်ဘူးနှမတို့ပတ်တိပတ်နိုင်တဲ့မိသားစုဝင်တွေဒီရွေးကွက်တွေအားလုံးပါထားပြီးသားတစ်ခါတည်းပြောတယ်နော်ပတ်တိပတ်နိုင်တဲ့မိသားစုဝင်တွေဒီရွေးကွက်တွေမင်းကွက်တွေတစ်ခါတည်းပါထားပြီးသားပါပတ်တိမပတ်နိုင်တဲ့အကိုတွေမတွေရှိရတော့ကြောင့်မလို့ဒီရွေးကွက်လေးတွေကိုထုတ်ပြီးတာပတ်တိပတ်တဲ့မိသားစုဝင်တွေက3ညနဲ့ရွေးထုတ်မှဆိုလည်းဒီရွေးကွက်ကအကုန်လုံးပါထားပြီးသားနော်9နဲ့ထုတ်ပြမယ်ဆိုလို့ရှင်လေဒီရွေးကွက်တွေကအကုန်လုံးပါထားပြီးသားဒါကိုကပတ်တိတစ်လုံးကိုခိုင်မာပတ်ပြီးဆိုတဲ့ဒီရွေးကွက်တွေကပါထားပြီးသားနော်မပတ်နိုင်တဲ့မိသားစုဝင်တွေအတွက်ကိုရွေးထုတ်ပေးတာတစ်ခါတည်းပြောလိုက်တယ်နော်ကဲအားလုံးပဲ3ညနဲ့စပြီးပြောပါမယ်3ညနဲ့ပတ်တိုင်းတော့3ကွက်ထုတ်တယ်9နဲ့ပတ်တိုင်းတော့1ကွက်ပဲထုတ်တယ်ဒါဒီနှမတို့ရွေးကွက်ပါနော် main ကွက်မဟုတ်ဘူးရွေးကွက်ပါ3ညနဲ့ပတ်တိုင်း3ည2 3ညခွန်3ည8 3ကွက်ထုတ်တယ်နော်3ညနဲ့ပတ်တိုင်း3ည2ရယ်3ညခွန်ရယ်3ည8နောက်တစ်ခုက9ပတ်တင်းနဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးရွေးကွက်ဒီ52နော်52မှာ2ပါဒါဒီနှမတို့9နဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးရွေးထုတ်လိုက်တာ9ပတ်တင်းနဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးရွေးကွက်ဒီ
52မှာ2နော်ဒါဒီနမနိုငါးပတ်ဒီနဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးရွေးကွက်3ညပတ်ဒီနဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးရွေးကွက်ဒီ3ည2 3ညခွန်3ည8ဒီ3ကွက်နော်ဒါဒီနမနိုကိုရကိုရမတွေမိသားစုဝင်တွေအားလုံးပဲပတ်တိပတ်တဲ့မိသားစုဝင်တွေဒီပတ်တိတွေဒီအားလုံးပါထားပြီးသားပဲနော်ပတ်တိမပတ်နိုင်တဲ့မိသားစုဝင်တွေကဒီရွေးကွက်ရဲ့ main ကွက်ရဲ့ကိုလိုက်ပြီးတော့ကစားဖို့နှမပြောချင်တယ်နော်ပတ်တိပတ်တဲ့မိသားစုဝင်တွေဒီပတ်တိနဲ့ပတ်သက်လို့ရှိရင်ဒီရွေးကွက်တွေအားလုံးကပါထားပြီးသားပါနော်မပတ်နိုင်တဲ့ကိုရမတွေရှိရတော့ကြမလို့အခုလိုမျိုးရွေးကွက်လေးတွေထုတ်ပေးတာနော်ကဲအားလုံးပဲလက်မလေးလည်းနှိပ်ပေးပါနော်ကဲအားလုံးပဲ main ကွက်လေးခေါ်မယ်နော်ပြီးတော့ဗီဒီယိုဖိုင်လေးနားမယ်နောက်တစ်ခုကမနေ့ကနေ့လဲ12:45ကြာလို့ရှင်လဲ live မရှိဘူးဗီဒီယိုဖိုင်လေးပဲသွားမယ်နေတိုင်းကိုနေ့ရက်တိုင်းကိုဗီဒီယိုဖိုင်လေးတွေပဲနေတိုင်းတောက်လျှောက်ပဲတင်ပေးတော့မယ်နော်အဲ့အတွက်ကြောင့်မလို့မိသားစုဝင်တွေအားလုံးကဒါဗီဒီယိုဖိုင်လေးကိုပဲစောင့်မျှော်ပြီးတော့ကြည့်ပေးပါလို့ပြောချင်ပါတယ်ကဲအားလုံးပဲ main ကွက်3ကွက်ခေါ်ပါမယ်တခြားလေးလိုက်ပြီးမှတ်ပါ main 3ကွက်ဒီဒီမလို့93 58 5ခွန်3ကွက်နော်ဒါဒီအထူးတလဲဒါမနေ့ပြန်12:10မိနစ်စီမှာအထူးတလဲတင်ပြီးတော့ကစားမယ်ဆိုလို့ရှိရင်တော့ဒီ main 3ကွက်တချို့ပတ်တိပတ်တဲ့မိသားစုတွေတခါတည်းပြောလိုက်မယ်လိုက်တခါတည်းနော်ဗီဒီယိုဖိုင်ထဲမှာပတ်တိကိုပတ်မယ်ဆိုလို့ရှိရင်ဒီ main 3ကွက်ကိုတင်ပြီးကစားလို့ရတယ်ဒါတစ်ခုကဘာလဲဆိုတော့ပတ်တိမပတ်နိုင်တဲ့မိသားစုဝင်တွေကရွေးကွက်နဲ့ main ကွက်ကိုတတိတတန်လိုက်ပြီးတော့ကစားပါနော်ဒါထိထိမိမိရကျင်တဲ့မိသားစုဝင်တွေဒါဒီမှာပြောတယ်နော် main ကွက်လေးတွေကိုတင်ပြီးတော့ကစားပါဒီပတ်တိနှလုံးရတယ်ဒါနှမတို့ဒီမနေ့ပြန်12:10မိနစ်စီမှာလုံးဝအားကောင်းတော့ရှယ်ပတ်တိလေးနှလုံးပါနော်ကဲကြိုက်တူရင်ယူကစားမယ်အားလုံးပဲနော်5ပတ်sorry main ကွက်ဒီ9358 5ခွန်3ကွက်နော်93ရယ်58ရယ်5ခွန်ရယ်ပါကဲအားလုံးပဲကိုမတွေဗီဒီယိုဖိုင်လေးရတဲ့လောက်ပါပဲနော်နေ့ရက်တိုင်းမှာဗီဒီယိုဖိုင်လေးနဲ့နမတို့ပြောထားတဲ့အချိန်လေးတိုင်းတောက်လျှောက်ကလေးတွေဗီဒီယိုဖိုင်လေးတွေနဲ့ပဲသွားပါမယ်နော်like ကတော့မရှိတော့ပါဘူး channel တွေအရင်ဘန်းခံရတာလို့နော်ကဲအားလုံးပဲဗီဒီယိုဖိုင်လေးရတဲ့လောက်ပါပဲအခုလိုအစားဆုံးကြည့်ပြီးရဲကိုယ်မိသားစုဝင်တွေအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေနေ့ရက်တိုင်းမှာမင်္ဂလာရှိတဲ့နေ့လေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုအမြတ်တစိတ်ပိုင်ဆိုင်နိုင်ပြီးတော့နော်ဝင်ငွေတွေနေ့ရက်တိုင်းမှာတိုးပွားကြပါစေလို့ဆုမကောင်းတောင်းမိအရှိုးလေးဒီမှာပဲရှင်းထားလိုက်ပါတယ်အားလုံးပဲနော်ဗီဒီယိုဖိုင်လေးဒီမှာပဲရှင်းထားခွင့်ပြုပါ